ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မဟာရှိုင်မှာပေါ့နော်အလွန်စိတ်မကောင်းစရာသတင်းပေါ့နော်မြန်မာနိုင်ငံကနေကျွန်တော်တို့နော်အကြောင်းမျိုးမျိုးကြောင့်နော်တယောက်ကိုတဲ့မြန်မာငွေ380နဲ့ပေါ့နော်တက်လာတဲ့မြန်မာပြည်သားတွေပေါ့နော်သူတို့ကဒီပန်းရောင်ကတ်အလုတ်အပီးစီးပေါ့နော်ဗက်ရိုက်အလုတ်ပီးစီးကားကအကုန်လုံးကိုတယောက်ကို380လောက်ကုန်ချစိတ်နဲ့တက်လာကြတာပေါ့နော်စုစုပေါင်းဆိုရင်မြန်မာပြည်သား130နဲ့တယောက်ပေါ့နော်အဲ့ဒီ130တယောက်ကဒါထိုင်းနိုင်ငံကိုဘယ်လိုရောမလဲရောက်လာကြပြီအခန်းမှာနေကြပြီပေါ့နော်ဗက်ရရင်ဗက်ဖွင့်ပြီးတော့ဗက်ဆောင်ရွက်ရတာနဲ့အလုပ်ဝင်เนาะအဲ့လိုပုံစံမျိုးနဲ့ရောက်လာကြတာပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဒီ130တယောက်ကိုခေါ်လာပြီးတော့တာဝန်ခံထားတဲ့ပွဲစားတွေဝဲစားတွေကเนาะအချင်းအဝေးမတည့်ရကနေပေါ့နော်ပြဿနာတွေဖြစ်ပြီးတော့เนาะဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကြောက်တွန်းခြင်းတဲ့အခါကျတော့เนาะကျွန်တော်တို့ဒီထိုင်းနိုင်ငံရဲ့နေမြေကန်ရဲစခန်းတွေလောက်ဝကတွေကိုတရင်ပေးပြီးတော့ဘယ်နေရာမှာဆိုပြီးတော့အတိအကျသွားပြီးတော့ဖမ်းခိုင်းတာပေါ့နော်ဒါသူတို့ထိုင်းလောက်ဝကတွေရဲတွေကိုယ်တိုင်လည်းပြောတယ်ပေါ့နော်သူတို့မဖမ်းကျင်ဘူးတဲ့ဒါပေမဲ့သူတို့ပေါ့နော်သူတို့ဒီရဲစခန်းကိုရုံးလာပြီးတော့နေရာအတိအကျနဲ့အမှုဖွင့်ပြီးတော့လာဖမ်းခိုင်းတဲ့လူရှိလို့ပေါ့နော်ဖမ်းရတာပေါ့နော်သူတို့လည်းဒါနားလေတယ်ပေါ့နော်မြန်မာပြည်သားတွေရဲ့အခက်အခဲကိုပေါ့နော်တော်တော်စိတ်မကောင်းစရာကောင်းတဲ့အပြင်တော်တော်ယွန်စရာကောင်းတဲ့လုပ်ရက်တွေပေါ့နော်ကြုံလုံးလေးပြောအောင်မယ်ပေါ့နော်မနှစ်ကတော့လည်းကျွန်တော်အတိညီမလေးတွေဖြစ်ပြီးသွားပြီပေါ့နော်ပွဲစားကတယောက်ကို9000တောင်းပြီးတော့အလုံးမသွင်းပေးဘူးနော်အလုံးမသွင်းပေးပဲနဲ့ဒီစမတ်ခပြန်တောင်းတဲ့အခါကျတော့အဲ့ဒီဝဲစားနော်ပလိတ်ကိုလက်တို့ပြီးတော့ဒီကလေးတွေနေတဲ့နေရာကိုသွားပြီးတော့တခန်းထဲကိုပဲရွေးပြီးတော့ဖမ်းခိုင်းတာပေါ့နော်မာဆိုင်ကဝဲစားတွေပွဲစားတွေကအဲ့လိုတွေရှိတယ်ပေါ့နော်သူတို့ပတ်စံတောင်းမယ်သူတို့လက်ထဲပတ်စံရပြီဆိုရင်သူတို့စိတ်ထဲမှာမကြည်ဘူးတော့ဘူးမလုပ်ပေးချင်တော့ဘူးဆိုရင်အဲ့ဒီတနေရာတွေကိုပဲကွက်ပြီးတော့ဒီရဲတွေပလိတ်တွေတောင်းမောင်းနေနဲ့ဖမ်းခိုင်းတဲ့ရာဇဝင်တွေမဟာရှိုင်းမှာအများကြီးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဝဲစားတွေရဲ့နာမည်တွေဓာတ်ပုံတွေကိုလည်းရမယ်ဆိုရင်လိုချင်တယ်ပေါ့နော်သိချင်တယ်ပေါ့နော်ဒီလိုမတရားစိတ်သက်တွေနဲ့လှုပ်ရှားတဲ့မြန်မာပြည်သားတွေကိုလူလောကကြီးတွေကအမြန်ဆုံးပထုတ်ပေးလိုက်တာကောင်းမယ်လို့ထင်တယ်ပေါ့နော်တော်တော်မတရားတဲ့လုပ်ရက်တွေပေါ့နော်ဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေ